Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အရသာရှိတဲ့ကနန်းမဆလာချင်းဆက်လေးချက်ပြပါမယ်။ဦးရဲကိုစီအနည်းငွေထည့်ပြီးတော့စီပူလိုက်ရင်ကျက်သွန်ပြူကျက်သွန်နီလူသီးစိမ်းကြိတ်ထားတာလေးတွေကိုထည့်ပြီးစီသက်ပါမယ်။စီးသက်ထားလေးတွေမှုလာပြီဆိုရင်ဟင်းနှစ်ကလေးအရောင်လှဖို့စနွဲမှုန့်ရဲ့ငရုတ်တိအကြောင်းတင်မှုန့်လေးရဲ့ထည့်ပြီးတော့စီသက်ပါမယ်ဟင်းနဲ့ပုံမွေသွားအောင်စီတက်တဲ့အချိန်မှာပဲမဆလာလေးအနည်းငယ်ထည့်ပါမယ်။အရသာတွဲငပြားရီပြီးတော့ကြိတ်ထားတဲ့ခရမ်းညင်သီးတွေပါတစ်ခါရေးထည့်ပြီးအနှစ်ကျအောင်လို့စီတက်ပါမယ်။အရသာအတွဲဟင်းချူမှုန့်နဲ့စားပါတစ်ခါရေးထည့်ပါမယ်။ဒီနေရာမှာတတိချမှာတကူကခနန်းမှာစားမြိုက်ထည့်လို့ရှိရင်ငန်းသွားတတ်ပါတယ်။စားကိုပုံမှန်ဟင်းတွေထက်နည်းနည်းလေးရှော့ချက်ကပါမယ်။ဟင်းနှစ်ကလေးတွေရလာပြီဆိုရင်တန့်စင်ထားတဲ့ကနန်းလေးတွေကိုထည့်ပါမယ်။ကနန်းလေးတွေထည့်ပြီးသွားရင်ဟင်းအနှစ်တွေကနန်းလေးကိုနှံ့သွားအောင်ဝင်ဖို့အတွက်တခြားလေးမှွေမယ်။ရေအနှင်းငယ်လေးထည့်ပြီးတော့ကနန်းလေးတွေကျက်သွားအောင်တည်ထားမယ်။ဒီနေရာမှာသတိထားမှာတကူကရေအများကြီးထည့်လို့မရပါဘူး။ဘာလို့လဲဆိုတော့ကနန်းကလည်းအရေထွက်တာမို့လို့ရေအများကြီးထည့်လို့ရှိရင်ရေပြန်ခန်းအောင်စောက်မဲ့အချိန်မှာကနန်းတွေတအားကျက်ပြီးစားမကောင်းဖြစ်သွားတတ်ပါတယ်။ကနန်းတွေတအားကျက်သွားရင်စောက်လို့မကောင်းပါဘူး။အိုးချကနေကြရင်တော့ကျုပ်တလုံးခောက်ထားတာလေးထည့်ပြီးတော့မှွေပါမယ်။ရေစားကြတဲ့လူကတော့အရေးလေးနဲ့ချန်လို့ရပါတယ်။အခုကအရေလျှော့ပြီးတော့အနှစ်ကလေးရကျင်တဲ့အတွက်ကြောင့်နည်းနည်းလေးရေခန့်အောင်အချက်ကလေးချက်လိုက်တာဖြစ်ပါတယ်။ကျုပ်လေးထည့်ပြီးသွားလို့ရှိရင်တော့တမအောင်ထပ်မှွေလိုက်ပါမယ်။အဲ့ဒါမှဟင်းအနှစ်ကလေးလေးရမယ်။အနံလေးလက်ပို့မှွေပြီးစားလို့ကောင်းပါတယ်။အိုးချကနီးမှာတော့ရှမ်းနံနံလေးနဲ့နည်းနည်းထည့်လိုက်မယ်ဆိုလို့ရှိရင်ပိုပြီးအနံ့မွေးပြီးတော့ပြည့်ပြည့်စုံတဲ့ခနန်းလေးတစ်ခွက်ရမှာဖြစ်ပါတယ်ရှင်။